ကဘာပြတ်တယ်ဆိုတာဟာစัจ java လားခရီးတသိပ်ပြတ်တာကိုပြောတာနော်ဒီတနိုင်ငံလေးငရင်လှုပ်တာတော့ဟိုတနိုင်ငံလေးဘာဖြစ်တာညာဖြစ်တာမိတောင်ပေါက်ကွဲတာတို့ဒုက္ခရောက်တာတို့ရေကြီးတာတဲ့ဒါတွေကတာမန်ကိစ္စလေးတွေလို့ပြောကဘာကြီးပျက်စီးသွားဖို့ရအတွက်ကဒါလည်းပဲတနေ့တစ်ခါမှကျုံလာဖို့အနေထားရှိတယ်တဲ့ကဘာကြီးတစ်ခုဘုရားဝတ္တတရားတော်ရအခုဘုန်းကြီးတို့တွေနေထိုင်နေကြတဲ့ကဘာကိုခဋ္ဌကပ္ပဒီလိုခေါ်တယ်ဘုရားငါးစုပွင့်တဲ့ကဘာဘုရားငါးစုပွင့်တဲ့ကဘာဖြစ်ခြင်းကြောင့်အရိမိတ္တယမြတ်စွာဘုရားမပွင့်မပြီးသေးလို့ရှိရင်ဒီကဘာကြီးကတော့ခုနလိုစัจ java လားဂရေတသိန်းနဲ့ရောပြီးတော့ပျက်စီးသွားเสียအကြောင်းမရှိသေးဘူးဒေသပိုင်းဆိုင်ရာတခုခုပြတ်ထမျိုးကတော့မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးငရင်လှုပ်တာတို့ရှိနိုင်တယ်မီးလောင်တာတို့ရှိနိုင်တယ်ရေမျောတာတို့ရှိနိုင်တယ်ဒါကတော့တန်မြာထဲမှာသဘာဝပတ်ဝန်းကျင်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာမရှောင်မလွဲနိုင်တဲ့အနေအထားလေးပေါ့တန်မြာထဲမှာရှိနေလို့ရှိရင်တော့ဒီလိုအန္တရာယ်တွေကတော့ရှိတယ်အဲ့တော့အဲ့ဒီအန္တရာယ်တွေကလွတ်ဖို့ယာယီဖြည့်ရှင်းတာကတော့ဘာလို့ရမလဲကိုယ်သီလကိုအားကိုးဖို့သစ္စာတရားဆိုဖို့နော်ယရဏသုတ်တို့မေတ္တာသုတ်တို့ဆိုတာလေးပြုအဓိကတော့အန္တရာယ်ကင်းဖို့ကမေတ္တာကရုဏာမုဒိတာဥပိ္ပခာလို့ဆိုတဲ့ဗြဟ္မဝိဟာရတရားတွေပွားများအားထုတ်ကြဖို့ဆိုကဘာပြည့်ရင်တောင်မှပဲဒါပဲအားကိုးရတယ်ဒါပဲအားကိုးရအဲ့တော့ကဘာကြီးဖြည့်စည်းပြီးဆိုတဲ့အခါမှာကဘာကိုဖြတ်တဲ့အင်အားစုတွေကအပြင်ကလာတာမဟုတ်ဘူးကဘာမှာပဲရှိတယ်ကဘာကြီးပြည့်အောင်လုပ်တဲ့အင်လူလောကကြီးပျက်စီးအောင်လုပ်တဲ့အင်အားစုတွေကလည်းအပြင်မှာမရှိဘူးလူတွေထဲမှာပဲရှိတယ်နော်လူတွေရဲ့ယင်နဲ့နှလုံးထဲမှာဖြစ်တဲ့တရားတွေကကဘာကြီးကိုပြောင်းလဲပျက်စီးသွားစေနိုင်တယ်ဒါကြောင့်မို့လို့လူသားတွေကသိလောဘကြီးတဲ့အခါမှာကဘာကြီးမီးလောင်ပြီးတော့ပျက်စီးတယ်တဲ့တချို့ကတော့မီးနဲ့ဒေါသနဲ့ရှင်ပြီးတော့ဒေါသတွေသိကြီးလို့ရှိရင်မီးလောင်ပျက်စီးတယ်လို့ဒီလိုအဆိုလိုက်တစ်မျိုးရှိတယ်ဒါဝိသုဒ္ဓိမဲ့ကျမ်းမှာဆိုထားတဲ့အဲ့တော့လောကလူတွေဟာသိလောဘတွေကြီးလာသိလောဘတွေကြီးလာလို့ရှိရင်ကဘာကြီးကမီးလောင်ပျက်စီးနိုင်တယ်ဘာလို့ဆိုတော့လောဘဆိုတာလည်းပဲပြောတာလောဘကလည်းယင်ထဲမှာပူတဲ့အရာတစ်ခုဒါမှမဟုတ်မြတ်စွာဘုရားကလောဘကိုလည်းမီးလို့ခေါ်ရာဂမီးဆိုတာအဲ့ဒါရာဂမီးကလည်းလောင်တာပဲလေဒေါသဆိုတာလည်းမီးပဲဒါဖြင့်ဒီမီးနဲ့မီးကဘလို့ထူးခြားတော့လို့ကိုယ့်ဘာကိုစဉ်းစားကြည့်လိုက်ဒေါသမီးကကောက်ရိုးမီးလိုပဲဝုန်းတိုင်းဆိုပြီးသွားတာနော်လောဘမီးကပြီးတယ်လို့မရှိဘူးလောင်နေတာအမြဲလောင်လူချင်းမှုဆိုတာယတ္ထမှာရှိပါမရှိဒေါသဆိုတာပြေသွားတာရှိတယ်လေဒေါသဆိုတာဖြစ်ပြီးရင်တော့စိတ်ကကြည်သွားပြန်အေးသွားရာဂဆိုတာကျတော့အဲ့လိုစိတ်ကြည်အေးသွားတာရှိမှမရှိပဲလူချင်းမှုကအမြဲတမ်းရှိအဲ့တော့ရာဂမီးကတမြင်းမြင်းလောင်နေတယ်မီးသူလည်းမီးပဲဒေါသမီးဆိုတာဝုန်းတိုင်းလောင်ပြီးတော့ပြတ်သွားတာသူကမောဟမီးဆိုတာလည်းပဲတမြင်းမြင်းလောင်ပြီးတော့ဒီငြိမ့်လို့မရနိုင်တော့တဲ့ခက်ခဲတဲ့မီးတမီးတို့အဲ့တော့သာမေကျမ်းကနေမှာလူတွေရဲ့တဏ္ဍာမှာယင်နွဲမှာဖြစ်တဲ့တရားတွေကိုဆွဲပြုတ်ပြီးတော့လူသားတွေလောဘကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုမီးလောင်ပြီးတော့ပျက်စီးစေတယ်တဲ့လူသားတွေဒေါသကြီးပြီဆိုလို့ရှိရင်ကဘာကြီးကိုရေလွှမ်းပြီးတော့ဖျက်ဆီးနိုင်တယ်တဲ့လူသားတွေမောဟကြီးပြီးတော့ဘာမှလူတွေဟာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိပဲနဲ့မလှုပ်တဲ့နာတွေလှုပ်တယ်မှားမှားယွင်းယွင်းနေမောဟတွေးဝေးတာကိုယ်ကားတွေဖြစ်လာတယ်ဆိုလို့ရှိရင်တော့လေဖြတ်တဲ့ကဘာကြီးတစ်ခုလုံးကိုလေကအဖြက်လေကြီးကဖြက်စီးသွားနိုင်တယ်
ဆိုတော့ကဘာဖြစ်တဲ့အင်အားစုတွေကဘာတွေတော့ဆိုမီးတဲ့ရေတဲ့လေတဲ့ကဘာဖြစ်တဲ့အင်အားစုကကဘာဖြစ်တဲ့အင်အားစုကဘယ်မှာရှိတယ်ဆိုကဘာမှာပဲရှိတာပဲလေကဘာမှာပဲရှိအဲ့ဒီကဘာဖြစ်တဲ့မီးဟာဘယ်သူကအခြေပြုတာတော့ဆိုလူတွေရဲ့ရင်ထဲမှာဖြစ်ပေါ်နေတဲ့ရာဂမီးကြောင့်မို့လို့ပို့ပြီးတော့အင်အားတွေဖြစ်တာကဘာဖြစ်တဲ့ရေတွေဟာဘာကြောင့်ကဘာပေါ်မှာလွှမ်းလူတွေရဲ့ရင်ထဲမှာဖြစ်ပေါ်ပြီးတော့လာတဲ့ဒေါသတွေကြောင့်ကဘာဖြစ်တဲ့လေကြီးတွေဟာဘာကြောင့်အင်အားစုမိလာလဲဆိုရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့မောဟကြောင့်ဒါကဝိသုဒ္ဓိမဲ့ကျမ်းမှာဒီလိုဆိုထားတဲ့စကားတစ်ခုနော်ကဘာဖြစ်ပြီးဖြစ်တော့မယ်ပြတ်တော့မယ်ဆိုလို့ရှိရင်ကဘာဖြစ်တဲ့ဟာရေရလေရမီးရပဲအကျဉ်းများစွာဖြစ်တာမီးကဘာဖြစ်လို့တော့ဆိုတော့လူတွေမှာလောဘကတောင်းကျမ်းတာများတာခုနမြတ်စွာဘုရားဟောတဲ့အထဲမှာမိစ္ဆာဓမ္မတို့အတ္တမရာဂတို့ဝိသမလောဘတို့မိစ္ဆာဓမ္မတို့ဆိုတာရာဂတွေကြီးပဲလေလောဘတွေကြီးပဲဒါကြောင့်မို့လို့အမြဲတမ်းလူတွေကိုလွှမ်းမိုးနေတာကရာဂပဲဖြစ်တယ်ဒါကြောင့်မို့လို့မီးဖြစ်တဲ့ကဘာကအချိန်ပိုများတယ်တဲ့မီးဖြစ်တဲ့ကဘာကပိုပြီးတော့အချိန်များတယ်ပြီးတော့မှရေဖြစ်တဲ့ကဘာပြီးတော့လေဖြစ်တဲ့ကဘာတစ်ခါလာအဲ့တော့အဲ့လိုဖြစ်တဲ့အခါအခုဗဒ္ဒကဘာမှာအရိမတိယမြတ်စွာဘုရားပွင့်အောင်မှဖြစ်သည့်အတွက်ကြောင့်ဒီကနေ့ခေတ်လူသားတွေဟာအခုကြည့်ပေါ့တပြေးပြေးတက်တန်းတွေတိုးလာတယ်ဆိုတာအမှန်တမ်းထင်ရှားတက်တန်းတွေတိုးလာတယ်အမှန်တမ်းထင်ရှားတယ်လူတွေရဲ့အသက်တွေဟာတပြေးပြေးဆိုးရွားလာဆိုးရွားလာတဲ့အခါမှာနောက်ပိုင်းမှာဒီပိတ်ပြီးတက်တန်းတိုးလာတဲ့အခါလူတွေမှာဘာဖြစ်လာလို့ဆိုအမှန်တမ်းပြင်းထန်တဲ့အမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်အဲ့ဒီအမုန်းစိတ်ဓာတ်တွေဖြစ်ပေါ်လာတာကိုအကြောင်းပြုပြီးတော့လက်နက်တွေအမျိုးစုံတီထွင်လာကြတယ်အစွမ်းထက်တဲ့လက်နက်တွေကိုအသုံးပြုပြီးတော့လူသားတွေဟာကိုယ်နေထိုင်တဲ့ကမ္ဘာကြီးကိုဖျက်ဆီးကြတာဒီတိုင်းပဲလားဖျက်ဆီးပြကြတယ်နောက်ဆုံးမှာတန်ဝေကတွေရပြီးတော့ကိုယ်စိတ်ကိုချိုးနှိမ်ပြီးတော့လောဘတွေကိုနှိမ်ကွက်ပြီးတယ်ဒေါသတွေကိုနှိမ်လာတယ်မောဟတွေကိုနှိမ်လာပြီးတော့ကိုယ်ချင်းတရားကိုပြန်ပြီးတော့တတိယလာတဲ့အခါမှာလူသားတွေရဲ့တတ္တဟာလည်းတဖြည်းဖြည်းပြန်ပြီးတော့တက်လာတယ်အဲ့ဒီလိုတက်လိုက်တာလူသားတွေကောင်းရင်ကောင်းသလောက်ဆိုပြီးတော့တက်တန်းကြီးကရှည်လိုက်တာအသင်ခြေထိအောင်ရှင်လူဘဝမှာပြင်းနေအောင်နေရတဲ့အနေအထားမျိုးထိရောက်သွားအောင်မယ်အဲ့ဒီကနေတခါပြန်ပြီးတော့လူတွေအကျဉ်းစာရိတ္တပြတ်မှုကိုအကြောင်းပြုပြီးတက်တန်းနေပြန်ဆုပ်လာတဲ့အခါတသိန်းတန်းအောက်ရောက်လို့အသက်ဟာ8000တန်းဆိုတဲ့အခါမှာအရိမတိယမြတ်စွာဘုရားပွင့်မယ်တဲ့အဲ့ဒီအတွင်းထိအောင်တော့ဒီကဘာကြီးခုနလိုပြက်မယ်ဆိုတာတော့မဖြစ်နိုင်ဘူးပေါ့နော်ဒါဘုရားဘာသာကျမ်းစာတွေကဘာကြီးဟာလုံးဝခုနတုန်းကမီးတို့ရေတို့လေတို့ကြောင့်ဖြစ်တာမျိုးမပြတ်ဘူးပေါ့ဒေသအလိုက်ငရင်လှုပ်လို့ပါရေလွှမ်းလို့ဒီလိုဟာမျိုးတော့ရှိမှာမရှိပဲမနေနိုင်ဘူးဒါတော့ရှိတယ်အဲ့ဒါလို့အနည်း8000တန်းကြတော့အရိမတိယမြတ်စွာဘုရားပွင့်တဲ့လူတွေဟာရွှေခေတ်ကိုပြန်ရောက်ပြီးတော့တရားဓမ္မတွေနဲ့အမှန်တမ်းငြိမ်းချမ်းပြီးတော့နေနောက်ပိုင်းမှာဒီလိုပဲပြန်ဆုတ်လာအောင်မှဆုတ်လာပြီးတော့လူတွေတက်တန်းတိုးလာတော့နောက်ဆုံးကြတော့ဒီဗဒ္ဒကဘာကြီးဟာလည်းပျက်စီးဘာလို့လဲဆိုမြတ်စွာဘုရားဟောထားတာလေသဗ္ဗေသင်္ခါရအနိစ္စဘေယာမထာဝရတည်ရှိတာရှိပါမရှိဘူးဒီနေ့တစ်ချိန်ကပျက်စီးရမှာတေးချတယ်မြေကြီးလက်ခတ်မလွယ်ပျက်စီးမှာပဲအဲ့ဒီတော့
အခုလို့ညီတို့ရေတို့လေတို့ကနေပြီးတော့ကဘာကြီးကိုဖြတ်စည်းလို့ကဘာကြီးပြတ်တယ်ဆိုတာဘယ်တိုင်းတာအထိပြတ်သွားတော့ဆိုမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားတော်တွေပြန့်နှံ့ရာပြန့်နှံ့တယ်ဆိုတာလူသားတွေပေါ်မဟုတ်ဘူးစัจ java လာဂရေတသိန်းဆိုတာအများအားဖြင့်တော့နတ်တွေပြမာတွေပေါ့မြတ်စွာဘုရားတရားတော်ကိုလွယ်လွယ်ကူကူနဲ့လာရောက်နာနိုင်တာနတ်တွေပြမာတွေပဲစัจ java လာဂရေတသိန်းမှာရှိတဲ့နတ်တွေပြမာတွေဟာမြတ်စွာဘုရားရဲ့တရားတော်တွေကိုနာယူမှတ်သားပြီးတော့လက်ခံထားကြတယ်အဲ့တော့ကဘာပြက်ပြီဆိုရင်တစ်ခါပြက်ရင်စัจ java လာဂရေတသိန်းထီအောင်ပြက်တယ်တဲ့နော်စัจ java လာဂရေတသိန်းပြက်တယ်အဲ့ဒါလို့ဂရေတသိန်းထီအောင်ပြက်တဲ့အခါမှာမပြက်ခင်ဘလောက်ကကြိုတင်ပြီးတော့သိရအနှစ်တသိန်းကနေကြိုတင်ပြီးတော့သိတယ်ကဘာပြတ်တော့မယ်ဆိုတာဘယ်သူတွေကသတင်းပေးတယ်လဲလို့ဆိုရင်စာထဲမှာပါတာကိုပြောနော်ဒီအကြောင်းအရာတွေကိုယုံကြည်နိုင်ပွဲရာမရှိဘူးလို့ပြောကောင်းပြောလို့ရတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်ကောတတ္ထာတာဘယ်သူယုံမလဲတဲ့ကဘာကြီးတနေ့ကျလူပျက်စီးသွားမယ်ဆိုတာမန်ပုဂ္ဂိုလ်တွေမယုံနိုင်ဘူးတဲ့အညတ္တရဒိဋ္ဌပတိဟိတရားဓမ္မကိုကောင်းကောင်းမြင်သွားတဲ့သောတပန်ပုဂ္ဂိုလ်ကလွဲရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကယုံနိုင်ပွဲရမရှိဘူးယုံကြမှာမဟုတ်ဘူးသောတပန်ဖြစ်ရင်တော့ယုံပြီပေါ့ဟောမြတ်စွာဘုရားဒီလိုဟောတာရှိတယ်အညတ္တရဒိဋ္ဌပတိဟိသစ္စာလေးပါးအမှန်တရားကိုသိထားတဲ့ပုဂ္ဂိုလ်ဟာအေးဒီနေ့ပြည့်မယ်ဆိုတာသူကလက်ခံပြီးသားအနိစ္စသဘောတရားကိုကောင်းကောင်းသိထားတဲ့ပုဂ္ဂိုလ်ကဒီနေ့ပြည့်တယ်ဆိုဟုတ်တယ်ပြည့်ကိုပြည့်လုံးဝလက်ခံတယ်လုံးဝယုံတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကတန်တရားရှိကောင်းရှိလိမ့်မယ်ဒီလိုဆိုလို့တာနော်ကောမန္တာကောတတ္ထာတာကဘာကြီးဒီနေ့ကျပြည့်မယ်ဆိုရင်ဘသူသိပြီဘသူကယုံကြည်မလဲဆိုဘသူမှယုံမှာမဟုတ်ဘူးတဲ့သို့တော့သောတပန်ပုဂ္ဂိုလ်တွေကလွယ်တဲ့တမ္မာပုဂ္ဂိုလ်တွေဘသူမှယုံမှာမဟုတ်ဘူးသောတပန်ပုဂ္ဂိုလ်ကတော့ယုံနေတယ်တို့ဒါလို့ဆိုတယ်ရသော်အဲ့ဒီမှာကဘာပြတ်တော့မယ်ဆိုရင်ရုပ်ချင်းကောက်ပြီးတော့ပြတ်တာမဟုတ်ဘူးလောကဗျူဟာလို့ဆိုတဲ့ကာမဘုံကနတ်တွေသတင်းပေးတဲ့နတ်တွေရှိတယ်လောကဗျူဟာဆိုတဲ့သတင်းပေးတဲ့နတ်တွေအိုးသဘင်ကြီးကိုဖားရဖြေချပြီးတော့တကယ်ကိုညီညာနဲ့အဝတ်ကြီးကိုဝတ်လို့အသွင်ပြင်စိတ်ဆင်းရဲနေတဲ့အမူအရာနော်အဲ့ဒီအမူအရာနဲ့သူတို့ကလူပြေကိုလာပြီးတော့ပြောကြတယ်တဲ့သူတို့ပြောတဲ့စကားကလည်းအမှန်တမ်းကောင်းတယ်အနှစ်တသိန်းကြာပြီးတဲ့နောက်မှာကဘာကြီးပြက်လိမ့်မယ်တဲ့ဟောသတင်းပေးတယ်အဲ့တော့ကဘာကြီးပြက်လိမ့်မယ်ဒီကကြီးကလွတ်အောင်မလုပ်ကြရမလဲဆိုရင်မေတ္တံဘာဝေထမေတ္တာမာရိတံဘာဝေထဟောမိတ်ဆွေတို့တငယ်ချင်းတို့မေတ္တာကိုပွားကြပါအချင်းချင်းဇာမဖြစ်ကြပါနဲ့ကရုဏာဘာဝေတ္တပါကရုဏာထားကြပါမုရိတာဘာဝေတ္တပါတူကြီးပွားတာတူမနာလိုမဖြစ်ကြပါနဲ့ဥပိ္ပခာဘာဝေတ္တပါတတ္တဝါဆိုတာကံတိုင်းပဲဖြစ်တာမို့ရံမလို့ကြပါနဲ့မတွေ့တာကြပါနဲ့သူကံနဲ့သူသွားကြမှာပါမေတ္တာကရုဏာမုရိတာဥပိ္ပခာဆိုတဲ့တရားတွေပွားများအထုတ်ဖို့ဆိုပြီးတော့လှည့်ပြီးတော့သူတို့ပြောတာတိုက်တွန်းတာအဲ့ဒါမှစိတ်ဆင်းရဲပြီးတော့သူတို့လည်းငိုကြွေးပြီးတော့ဒါအနှစ်တသိန်းစောပြီးတော့ပြောတာချိန်ညာကျဲထုတ်တာနော်လူပြည်လူလောကကိုလိုက်ပြီးတော့သူတို့ပြောတာအဲ့တော့ဒီကဆိုးကြီးကလွတ်ချင်လို့ရှိရင်တော့
မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဒီတရားဒါလွဲလို့ဘာမှလုပ်เสียမှာမရှိဘူးအန္တရာယ်တွေကကင်းကျင်တယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေမှာအခုချိန်မှာကဘာမှာမေတ္တာကနည်းလာတာဟုတ်မေတ္တာတွေနည်းလာတယ်မေတ္တာတွေနည်းတဲ့ကြောင့်မို့လို့ကိုယ်အကျိုးစီးပွားကိုကြည်လာတယ်သူများရဲ့အကျိုးစီးပွားကိုသိမကြည့်ဘူးနိုင်ငံနဲ့ကြည်လေနိုင်ငံတွေဟာကိုယ်အကျိုးစီးပွားကိုကာကွယ်ရေးဆိုတာလုပ်လာကြသူများအကျိုးစီးပွားမဟုတ်ဘူးကိုယ်အကျိုးစီးပွားကိုကာကွယ်ရေးဆိုတာဒါမေတ္တာမဲ့လာတဲ့အဓိပ္ပာယ်ကရုဏာတွေကင်းမဲ့လာတယ်မုဒိတာတွေကင်းမဲ့လာတယ်တူကြီးပွားရင်တူကမနာလို့မရှုစိတ်တွေဖြစ်လာတယ်နောက်တစ်ခါအခြေအနေတစ်ခုပေါ်မှာဥပေက္ခမထားနိုင်ကြဘူးရန်လိုကြတယ်ပုံတီးကြတယ်တွေ့တာကြတယ်ဆိုတဲ့အနေထားတွေဖြစ်လာအဲ့ဒါတွေကကဘာပြတ်ဖို့ရာအတွက်တကယ်ကိုအဓိကကြတဲ့အကြောင်းရင်းတွေဖြစ်လာအဲ့ဒါကြောင့်မို့လို့လောကဗျူဟာနတ်တွေကလူတွေကိုလိုက်ပြီးတော့တတိပေးတာမေတ္တာပွားကြပါကရုဏာထားကြပါဥပေက္ခမုဒိတာပွားကြပါဥပေက္ခထားကြပါမိဘနှစ်ပါးသေးစားကြပါလူကြီးသူမတွေကိုယူသေးကြပါနဲ့ဆိုတဲ့ဒီစကားတွေနဲ့လိုက်ပြီးတော့တတိပေးတဲ့အခါအဲ့ဒီခေတ်ကဘာမပြက်ခင်အနှစ်တသိန်းလူတွေဟာဘလောက်ကောင်းသွားကြသလဲလို့ဆိုရင်လူဆိုတာကြောက်ပြီးဆိုရင်ပိုလို့တယ်ဟောကြောက်เสียရှိရင်ပိုကြောက်တတ်တယ်သူကဒါကြောင့်မို့လို့အဲ့ဒီအချိန်မှာလူတွေကစိတ်ကောင်းနှလုံးကောင်းထားမေတ္တာဘာညာပွားများအထောက်ကြတဲ့အခါမှာလူတွေကမြမပြေရောက်ကုန်တယ်လို့ပြောမေတ္တာဆံပွားပြီဒါဖြင့်တိရစ္ဆာန်တွေရောတိရစ္ဆာန်တွေကလည်းအဲ့ဒီအချိန်မှာတကောင်းသိမညှင်းဆဲတော့ဘူးလေမညှင်းဆဲဘူးကျင်နာမှုလေးတွေတကောင်းအကျင်နာလေးတွေရှိကြီးတွေခွေးတွေတောင်မှတစ်ခါကျတော့တကောင်းကျင်နာမှုလေးတွေရှိတယ်လေသူတို့မှလည်းအဲ့ဒါလို့အကျင်နာတရားလေးတွေထားတတ်လာတဲ့အခါမှာဒီတိရစ္ဆာန်လေးတွေဟာတည်တဲ့အခါကျတော့နတ်ပြည်ရောက်ကြတယ်နတ်ပြည်ရောက်တဲ့အခါကျတော့စံတရားဆက်ပွားများတဲ့အခါဗြဟ္မပြည်ရောက်ကုန်ရတယ်ကဘာကြီးပြတ်တော့မယ်ဆိုလို့ရှိရင်သက်ရှိတတ္တဝါတွေအားလုံးဟာနောက်ဆုံးမှာကဘာပြတ်ဖို့ကဘာပြတ်မဲ့နေပဲလွတ်တည်ထီအောင်ကဘာမီးလောင်တဲ့ထဲမပါရသူတို့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့စိတ်ဓာတ်တွေပြင်သွားတဲ့အခါမှာကဘာပြတ်တာကတော့သူကသူပြတ်မှာပဲမရဘူး။ဘာဖြစ်လို့တော့ဆိုတော့မမြဲတဲ့သဘောတရားကိုပြတ်ချိန်တန်လို့ပြတ်တာ။အဲ့တော့တတ္တဝါတွေကဒီထဲမပါရအောင်စိတ်ကောင်းနှလုံးကောင်းထားတဲ့အခါနောက်ဆုံးမှပြမပြေချီရောက်သွားကြတယ်လို့ဒီလိုဆိုတဲ့စာထဲမှာအဲ့ဒီမှာမီးဖြတ်တဲ့ကဘာဆိုလို့ရှိရင်ဘယ်ထိအောင်ဖြတ်တုံးဆိုရင်အာဘတရဗြဟ္မဘုံရဲ့အောက်ထိအောင်ကုန်ဖြတ်တယ်အာဘတရဗြဟ္မဘုံရဲ့အောက်ထိအောင်ကုန်အဲ့တော့ဗြဟ္မပါရိသေဇာဗြဟ္မပရောဟိတမဟာဗြဟ္မာလို့ဆိုတဲ့ပထမဇန်ဗြဟ္မာဘုံပါသွားတယ်အဲ့ဒီကိုပြတ်သွားအကုန်လုံးမီးလောင်တဲ့ထဲပါသွားရေဖြတ်တဲ့ကဘာရောက်တဲ့အခါကျတော့သုဘဂိဏာဆိုတဲ့ဗြဟ္မာပြည်ရဲ့အောက်ကုန်ပါသွားတယ်တခါလေဖြတ်တဲ့ဘုံကြတော့ပို့ပြီးတော့လေဖြတ်တဲ့ကဘာကြတော့ဒီဝေဟဘုံဘုံရဲ့အောက်မှာရှိတဲ့ဗြဟ္မာဘုံတွေပါသွားတယ်ပို့ပြီးတော့လေကပိုပြင်းထန်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မီးဖြတ်ပြီးဆိုလို့ရှိရင်တော့နေတစ်စင်းပြီးတစ်စင်းထွက်လာပြီးတော့နောက်ဆုံးမှမိုးတွေလုံးဝမိုးမရွာတော့ပဲနဲ့နေရလည်းပဲမဝင်တော့ဘူးတစ်စင်းပြီးတစ်စင်းအဲ့တော့ဒီစัจ java လာအပြင်နေတွေရှိတယ်ဆိုတာသိပ္ပံဆရာတွေကတောင်အခုတွေ့တယ်နော်နောက်ထပ်နေတစ်စင်းတွေ့နေတယ်တို့နေနှစ်စင်းတွေ့တယ်တို့ဒီလိုရှိတယ်အဲ့တော့ကဘာထဲမှာဖြတ်ဖို့ရာအတွက်နေတွေဟာဒီစัจ java လာတွေကိုချင်းကပ်လာတဲ့အဓိပ္ပာယ်မျိုးပေါ့ဒါကတဘာဝကြီးကသူ့အတူဖန်တီးလာတယ်ရေဖြတ်တဲ့ကဘာကြတော့မိုးရွာ
ရွာလာတဲ့မိုးတွေကခုခေတ်တောင်ပြောကြသေးတယ်လေအက်ဆစ်မိုးတွေဘာမိုးညာမိုးတွေမိုးကရှိသေးတာဟုတ်အဲ့ဒီကဘာဖြစ်တဲ့မိုးကြတော့ဘာလို့မိုးတွေတုံးဆိုဆန်းငံရည်မိုးတွေဆန်းငံဆိုတာဘယ်နေရာထိလိုက်အရေးပျော်သွားနိုင်တာအဲ့ဒါမှငံနဲ့မိုးရည်တွေနဲ့အကုန်လုံးဟာဆန်းငံရည်ထိတဲ့အခါမှာကြောက်တွေလည်းပဲအကုန်လုံးဆွေးမြေ့အေးပြောတောင်တွေလည်းဆွေးမြေ့အေးပြောအဲ့ဒါလို့ထိလိုက်တဲ့ဟာတွေကအကုန်အေးပြောပြီးတော့ပျက်စီးသွားအောင်ကဘာဖြတ်တဲ့ဘိုးကြီးရွာပြီးတော့ကဘာကြီးကိုလွှမ်းသွားနိုင်တယ်တဲ့အဲ့ဒါကရေဖြတ်တာလေဖြတ်တာကြတော့တဖြည်းဖြည်းမြူမုံလေးတွေလွင့်တဲ့လေကနေစပြီးတဖြည်းဖြည်းလေတွေပြင်းထန်လာလိုက်တာနောက်ဆုံးမှာတိုက်အိမ်ကြီးလောက်ကြောက်တုံးကြီးတွေထိအောင်လွင့်သွားအောင်တိုက်တဲ့လေမုန်တိုင်းကြီးတွေထိအောင်နောက်ဆုံးမှာတောင်ကြီးတွေပါလွင့်ပါသွားတဲ့လေမုန်တိုင်းကြီးတွေထိအောင်တိုက်လာပြီဘာမှမကြံတော့ပဲနဲ့နောက်ဆုံးမှာစัจ java လာထဲမှာရှိတဲ့အရာဝတ္ထုတွေဟာလေတိုက်လို့တစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးတော့အမှုန့်ဖြစ်သွားသည်ထိအောင်တိုက်ဖြစ်တယ်အာဂါတကြီးပဲကြံတော့တယ်အဲ့တော့မီးလောင်ရင်လည်းပဲအာဂါတပဲကြံတယ်ရေဖြတ်လို့ရှိရင်လည်းရေထဲမှာအရေပျော်သွားလို့အာဂါတကြီးပဲကြံတယ်လေတိုက်လို့ရှိရင်လည်းတစ်ခုခုလွင့်ပြီးတော့တစ်ခုနဲ့တစ်ခုရိုက်ခတ်လို့အမုံတွေဖြစ်ပြီးတော့အကုန်လွင့်သွားတဲ့အခါမှာအာဂါတကြီးပဲကြံတယ်လို့ကဘာကြီးတစ်ခုလုံးကဒီလိုဖြစ်မယ်လို့ဆိုတာကိုစာထဲမှာဒီလိုဖော်ပြထားတာရှိအဲ့ဒါလို့ဖော်ပြထားတာဟာအမှန်ပဲလားလို့ဆိုတော့မြတ်စွာဘုရားကိုယ်တိုင်ကဟောထားရတဲ့အထဲမှာဒီအကြောင်းအရာကိုတတ္တဗမ္မတပါးတိပိပုဂ္ဂိုလ်တွေကတော့ယုံမှာမဟုတ်ဘူးတဲ့မြတ်စွာဘုရားကိုယ်တိုင်သို့တော်လည်းပဲမမြဲတဲ့တဘာဝဟာဒီတိုင်းပဲလာမှာပဲဒီလိုဟောတယ်နှစ်ပေါင်းများစွာကြားတဲ့အခါမှာဒီအခြေအနေဆိုးတွေဖြစ်ပေါ်လာမယ်လို့ဒါကတော့မမျော်လင့်နိုင်ပဲနဲ့အမှန်တမ်းရှည်ကြာလာတဲ့အခါကာလအတွင်းမှာဒါမျိုးကြီးဖြစ်လာမှာပျက်စီးမှုဆိုတာတစ်ခုခုနဲ့ဒီလိုပျက်စီးသွားမှာအဲ့ဒါလို့တတ္တဝါတွေအားလုံးဟာလည်းပဲစိတ်ကောင်းနှလုံးကောင်းမွေးလိုက်တဲ့အခါမှာကဘာပြက်ကိန်းကြီးကနေလွတ်ပြီးတော့ကောင်းရလူတွေမှာနေကြတယ်တချို့စာထဲမှာတော့ရေးထားတာရှိတယ်ဒီကဘာပြောင်းခံရတယ်ဆိုတဲ့အမှန်တမ်းဆိုးဝါးတဲ့ပြစ်မှုကြီးတွေကြီးလွန်တဲ့ဒီနိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီကံကံကြီးကျိုးလုံးဝညင်းပယ်တဲ့အယူဆခေါင်းမာတဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာဝကလွတ်လန်းမရှိတော့အဲ့ဒါလို့ပုဂ္ဂိုလ်မျိုးကလည်းပဲပြောင်းပြီးတော့ခံရတာရှိတဲ့အဲ့တော့ဒီစัจ java လာအတွင်းမှာရှိတဲ့ငရဲသားတွေလည်းအားလုံးတစ်ဆင့်ပြီးတစ်ဆင့်ပေါ့ငရဲသားတွေလည်းပဲသူတို့မှာတစ်ချိန်ကငရဲတိရစ္ဆာန်ပြိတ္တာမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေတစ်ချိန်ကအပရာပရိယဝေရဏိယကုသကံဆိုတာတတ္တဝါတိုင်းမှာရှိတယ်ပေါ့တစ်ချိန်ကလောက်ခဲ့တဲ့အပရာပရိယဝေရဏိယကုသကံတွေရဲ့စွမ်းအားနဲ့ဘဝတစ်ခုကအဆင့်တန်းလေးမြင့်လာလိုက်အနှစ်တစ်သိန်းဆိုတော့အချိန်ကြီးအများကြီးရတာဟုတ်စိတ်ဓာတ်လေးတွေပြောင်းပြီးတော့ငရဲကလွတ်လူဖြစ်တဲ့အခါမှာတရားကျင့်တဲ့အခါမှာဗြဟ္မပြည့်ရောက်တိရစ္ဆာန်လေးတွေကလည်းအကျဉ်းနာတရားထားရကနေလူဖြစ်တဲ့အခါမှာတရားကျင့်လူဘဝမှာတရားကျင့်လို့မမီတဲ့ပုဂ္ဂိုလ်ကနတ်ပြည်ရောက်နတ်ပြည်ကြတော့နတ်တွေကအတိညာပိုထက်တယ်ပိုထက်တော့အချင်းချင်းတတိပေးဟောပြောတာနဲ့တရားကျင့်ဗြဟ္မပြည်ရောက်ကြဒီလိုနဲ့ကဘာပြတ်တဲ့ခိန်းကနေပြီးတော့လွတ်ပြီးတော့သွားကြတယ်လို့ကဘာပြတ်မှုနဲ့ပတ်သက်ပြီးတော့ဝိသုဒ္ဓိဘက်မှာဟောပြထားတာရှိတယ်ကျယ်ပြန့်ဖတ်ချင်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒါဝိသုဒ္ဓိဘက်မြန်မာပြန်ကိုဖတ်လို့ရတယ်